ဝတ်စုံကဒီဇိုင်နာငိမ့်မင်းလက်ပါဒီဇိုင်နာငိမ့်ငိမ့်လို့လည်းခေါ်ကြပါတယ်မဟုတ်ဘူးကျမကလေဟိုကတကယ်တမ်းကျတော့ဒီဇိုင်နာအတွက်ဝတ်ပေးတာပါကျမတကယ်ကိုယ်တိုင်ဒီအယုတ်ယူခဲ့တဲ့နှစ်တွေတောင်ဒီလောက်မဝတ်ခဲ့ဘူးပါဘူးကျမတို့တော်တော်ခက်ခဲပါတယ်ဒီကိုဘွားလေးပါလေးကလေတသားတသားလုပ်ထားတယ်နော်ဟုတ်ကဲ့သူကလက်ကိုအောက်ထိချလိုက်တာထင်တယ်ဒါဒီဇိုင်နာရဲ့ idea တွေပဲကျမဘာမှမပြောအော်အမတရားရှိပါတယ်အရာရာလေဟိုတာနာသည်ဖြစ်စေမတာနာသည်ဖြစ်စေကိုဆူရခဲ့တဲ့နှစ်တွေဆိုလဲကိုအရေးချင်းအတိမပြုခံရတဲ့အတွက်ဝမ်းသာတယ်ကိုမရတဲ့နှစ်တွေဆိုလဲရတဲ့လူတွေအတွက်ဝမ်းသာတယ်အခုဆိုလဲဒီနေ့ဆိုကျမကားတွေဘာမှမပါဘူးကလေးတွေအတွက်တသက်လက်ခုပ်တီးဖို့တက်တာဟုတ်ကဲ့ကျမကဘေးခွဲပဲလိုက်ပါတယ်အလဲခွဲကြည့်တယ်မလိုက်ဘူးဒီတိုင်းလေးကကိုတွေ့ရုံနဲ့ဖြစ်ဖြစ်ကိုအစင်ပြေတယ်လို့ထင်လို့အဲ့မျိုးအချိန်ချင်းရှိတယ်ကိုတိုင်ကတော့မှန်းတာမဟုတ်ဘူးပေါ့နော်ကိုတိုင်ကပရိသတ်တွေကမှန်းတာဒီနှစ်တော့ဒီတယောက်ရမယ်လို့မှန်းပေမဲ့အချိန်ချင်းလွယ်ဘူးပါတယ်